နိုင်ငံတော်ကငလင်ဘေးတင်ဒေသတွေမှာစစ်တပ်အနေနဲ့ရေးပေါ်ကယ်ဆယ်ရေးတွေကိုတိတိပပလှုပ်ဆောင်မနေပေမဲ့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာတော့တကြံမန်းတပ်တိစောက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒီကနေ့မနက်ပိုင်းထိရန်ကုန်မြို့တော်ဝန်မန်းတပ်တိစောက်နေမှုတွေကို AMIJ အနေနဲ့မှတ်တမ်းတင်နိုင်ခဲ့ပြီးငလင်ဘေးဒဏ်ကိုအဓိကခံစားနေရတဲ့မြို့တစ်ခုဖြစ်တဲ့မန္တလေးမြို့မှာလည်းတကြံမန်းတပ်တွေတိစောက်နေတာကိုတွေ့ရပါတယ်။စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တပ်ဆွဲထားတဲ့နန်းတွန်းအရှိဘက်66လမ်းမှာတကြံမန်းတပ်တွေတိစောက်နေတာဖြစ်ပြီး26လမ်းကမြို့တော်စီပင်ခမ်းမရှိမှာလည်းဗဟိုမန်းတပ်ကိုတိစောက်နေတယ်လို့သိရပါတယ်။နိုင်ငံကိုအတင်းအဓမ္မအာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့စစ်တပ်ကတကြံမှာပျော်ပါဖို့အတွက်မန်းတပ်တွေစောက်နေချိန်မှာတိုင်းသားလက်နက်ကိုင်ဖွဲ့တစ်ခုဖြစ်တဲ့ကိုကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့လာရှိုးမြို့မှာတော့တကြံမန်းတပ်တွေစောက်လုပ်နေပေမဲ့မြန်မာနိုင်ငံအတွင်းအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တကြံပွဲတော်ကိုကျင်းပမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ရန်ကုန်မှာရှိတဲ့ထိုင်းတန်ယုံကလည်းဧပြီလ1ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့တကြံပွဲတော်စီစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းဒီကနေ့မတ်လ31ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။